ဟာလားအထူးသဖြင့် melatonin လို့ခေါ်တဲ့အိပ်စက်ခြင်းကိုအားပေးတဲ့ဟော်မုန်းပမာဏမြင့်တက်လာတယ်နောက်ပြီးတော့ serotonin ဆိုတဲ့စိတ်ခံစားမှုကောင်းစေတဲ့စိတ်တည်ငြိမ်စေတဲ့ဟော်မုန်းပမာဏလည်းတက်လာတာကိုတွေ့ရတယ်လို့ဆိုပါတယ်ဟုတ်ဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဒါကစိတ်ပိုင်းဆိုင်ရာခံစားချက်တက်မဟုတ်ပဲတကယ်ခန္ဓာကိုယ်တွေကဟော်မုန်းပြောင်းလဲနေနဲ့တိုက်ရိုက်ဆက်ဆက်နေတာပေါ့ဟုတ်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာဒီဟော်မုန်းပြောင်းလဲကဘလောက်မြန်ဖြစ်တတ်လဲဆိုတာမျိုးရောပြောထားတယ်လားအတိအကျအချိန်ကန့်သက်ချက်တော့မဟုတ်ပြီမဲ့လေးလာမှုတွေကညွန့်ပြနေလာကပုံမှန်တရားထိုင်တဲ့အလေးချင်းရှိလာတာနဲ့အမျှလေးဒီဟော်မုန်းစနစ်တွေရဲ့တုံ့ပြန်မှုကပိုပြီးထိရောက်လာတယ်လို့ဆိုပါတယ်ဒါပြင် norepinephrine ဆိုတဲ့စိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုတွေနဲ့ဆက်ဆက်နေတဲ့ neurotransmitter ပမာဏကတော့တိတိတတ်ကျဆင်းသွားတာကိုတွေ့ရတယ်အဲ့ဒါကစိုးရင်စိတ်နဲ့ဆိုင်နေလားဟုတ်ပါတယ်စိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုတွေနဲ့ဆက်ဆက်နေပါတယ် Sleep Police ကထောက်ပြထားတာတခုကဒီပြောင်းလဲမှုတွေကြောင့်တရားထိုင်နေတူလေဟာအိပ်ပျော်ဖို့ကြတဲ့အချိန် sleep latency ပေါ့နော်အဲ့ဒါရောကြလာပြီးတော့အိပ်ဆက်နေစဉ်နိုးကြမှုအချိန်ရေလဲနဲဝါရတယ်ဆိုတာပါပဲဟုတ်ကဲ့ဒါဆိုရင်ဘယ်ချိန်တရားထိုင်တာအကောင်းဆုံးဖြစ်မလဲအိယာဝင်ခါနီမလောက်တာလားဒါမှမဟုတ်နိခိမက်လောက်ထားတာကညဘက်ကြိုးရှိစီမလားကျွန်တော်တို့အလုံးများတဲ့သူတွေအတွက်အချိန်ကအရေးကြီးတယ်လေဟုတ်ကဲ့ကောင်းလိမ့်မေးခွန်ပါရှင် Sleep Police ဗီဒီယိုထဲမှာလည်းဒီအချက်ကိုဆွေးနွေးထားပါတယ်အကောင်ဆုံးကတော့နေ့စဉ်ပုံမှန်လေ့ကျင့်တစ်ခုလုပ်ထားတာလို့ဆိုပါတယ်ဘာကြောင့်လဲဆိုတော့တရားထိုင်ခြင်းရဲ့အကျိုးကျေးဇူးတွေကချက်ချင်းအိပ်ပျော်သွားဖို့တခုတည်းမဟုတ်ဘူးလေပုံမှန်လေ့ကျင့်ထားခြင်းအပြင်တနေ့တာကြုံတွေ့ရတဲ့စိတ်ဖိစီးမှုတွေအတွေးများတာလေးကိုပိုပြီးကောင်းကောင်းကင်တွဲနိုင်တဲ့စိတ်ဆွမ်းရည်တိဆောက်ထီတာထိနေတာပေါ့ဟုတ်ကဲ့ဆိုလိုတာကညဘက်အိပ်မပျော်တဲ့အခါစိတ်ထဲမှာအတွေးလီဘလောင်ဆူနေတဲ့အခါအဲ့ဒီပုံမှန်လေ့ကျင့်ထားတဲ့အကျင့်ကနေရလာတဲ့စိတ်ကိုငြိမ်အောင်ထားနိုင်စွမ်းအတွေးလီကိုတတိပြုမိပြီးလွတ်ချနိုင်စွမ်းနေကအဲ့ဒီအချိန်မှာတကယ်အထုံးဝင်လာမှာပါဒါပေမဲ့တခုရှိတာကနေ့တိုင်းမလုံနိုင်ရင်တောင်တကယ်အိမ်မပျော်တဲ့ညတွေမှာတီးတန့်တရားချိုင်လိုက်တာကလည်းအိတ်စစ်ချင်းကိုအထောက်အကူပြုနိုင်တုံးပဲလို့ဆိုပါတယ်အဲ့ဒီခိုက်တန့်မှာစိတ်ကိုငြိမ်သက်စေပြီးခန္ဓာကိုယ်ကိုအနားရစေဖို့ကုညီနိုင်ပါတယ်ရှင်နားလည်ပါပြီနေ့စဉ်လုံနိုင်ရင်တော့ရေရှည်အတွက်ပိုကောင်းမယ်ဒါပေမဲ့လိုအပ်တဲ့အချိန်မှာသုံးလို့ရတဲ့တူးတစ်ခုအနေနဲ့လည်းအသုံးဝင်နေမှာပေါ့ဟုတ်ပါတယ်ကောင်းပြီဒါဆိုရင် exception အတွက်ဘလို့တရားထိုင်နည်းတွေကိုအသုံးများကြလဲ Sleep Police မှာဘယ်နယ်လန်တွေကိုအသားပြေးဖြတ်ပြထားတာလဲပထမဆုံးတတိပဋ္ဌာန်တရားထိုင်ခြင်း mindfulness meditation ကြောင့်စပြောကြအောင်ဒါတော်တော်လေးလူသိများတဲ့နည်းလမ်းတော့ဟုတ်ကဲ့အဓိကကပစ္စုပန်မှာနေဖို့ပဲလားဟုတ်ပါတယ် mindfulness meditation ရဲ့အနှစ်သာရကလက်ရှိအခိုက်အတန့်ကိုအပြည့်အဝတတိထားနေဖို့ပါပဲကိုယ့်ရဲ့ခံစားချက်တွေအတွေးတွေခန္ဓာကိုယ်အာရုံခံစားမှုတွေပဝန်းကျင်အတန်တွေကိုဘာမှတရားစီရင်ခြင်းမရှိပဲကောင်းတယ်ဆိုရင်မခွဲခြားပဲထိနေတဲ့အတိုင်းလေးတတိပြုနေတာပါ sleep hop နောက်တစ်မျိုးကအဆင့်ဆင့်ကျွတ်သားဖြေလျှော်ခြင်း progressive muscle relaxation PMR နီလာနောဒါကတော့နာမည်မှာပါတဲ့အတိုင်းပဲကျွတ်သားတဲ့ပတ္တနီပုံပဲဟုတ်ကဲ့တိကျပြောရင် PMR ကစိတ်ဖိစီးမှုကြောင့်ခန္ဓာကိုယ်မှာဖြစ်လာတဲ့ရုပ်ပိုင်းဆိုင်ရာတင်းအားတွေကိုတိုက်ရိုက်လွတ်ချပေးတဲ့နီလန်းပါကျမတို့စိတ်ဖိစီးရင်ပခုံးတွေတက်လာတာမေးကြောတွေတင်းလာတာမျိုးဖြစ်တတ်တယ်လေဟုတ်တယ် PMR ကအဲ့ဒါကိုတတိထားမိစေပြီးဖြေလျှော့ဖို့ကူညီတယ် Sleep Police မှာရှင်းပြထားတဲ့နည်းကတော့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီကကျွတ်သားအုပ်စုတွေကိုအာယုံစိတ်ပါဥပမာခြေချောင်းတွေကစမေစူပါတော့အသက်ရှူသွင်းရင်ခြေချောင်းတွေကိုတင်းလိုက်ပါခဏထားပြီးအသက်ရှူထုတ်ရင်အကုန်ဖြေလျှော့ချလိုက်အဲ့ဒီတင်းအားပြောက်သွားတဲ့ခံစားမှုအပေါ်အာယုံစိုက်ပါ